လူသားတွေကဘာပေါ်မှာစက်မနေနိုင်တော့ရင်ဘာလုပ်ကြမလဲ Interstellar ဇလန်းအစမှာကဘာကြီးကတဖြည်းဖြည်းပျက်စီးလာနေပါတယ်လေထဲမှာဖုံမုံတွေများလာပြီးစိုက်ပျိုးရေးတွေမဖြစ်တော့သီးနှံတွေတစ်မျိုးပြီးတစ်မျိုးပျက်စီးလာတယ်လူသားတွေကဒီကဘာပေါ်မှာဆက်ရှင်တန်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေကိုရောက်လာပါတယ်ဒီအချိန်မှာ NASA ကလျှို့ဝှက်အစီအစဉ်တစ်ခုလုပ်နေပါတယ်သူတို့ကစေတန်ဂျိုအနားမှာအာကာသလမ်းပေါက်တစ်ခုကိုတွေ့ထားတယ်အဲ့ဒီထဲကိုဝင်ပြီးလူသားတွေနေထိုင်နိုင်မဲ့ဂျိုအသစ်ကိုရှာဖို့မစ်ရှင်တစ်ခုစတင်ဖို့ကြိုးစားနေကြတာပါအဓိကဇက်ကောင်ကူပါကတော့အရင်က pilot တစ်ယောက်ဖြစ်ခဲ့ပြီးအခုတော့လေသမားတစ်ယောက်အနေနဲ့နေထိုင်နေပါတယ် NASA ကကူပါကိုဒီမစ်ရှင်မှာပါဝင်ဖို့တောင်းဆိုတဲ့အခါကူပါအတွက်အခက်ဆုံးအရာကအာကာသထဲသွားရတာမဟုတ်ပါဘူးသူသမီး Marv ကိုခြံထားခဲ့ရတာပါဒါပေမဲ့ဒီမစ်ရှင်ရဲ့အကြီးဆုံးရန်သူကအများထင်တဲ့အတိုင်းဂျိုသားတွေမဟုတ်ပါဘူးအချိန်မှာ